NAD treatment ယူပြီးတော့ rating ပေးရမယ်ဆိုရင်တော့9ပေါ့9ပေါ့ဆိုတာဈေးလေးနည်းနည်းတော့များတယ်ဒါပေမဲ့ရလာတဲ့ဒီအကျိုးသက်ရောက်မှုတွေကအရန်ကိုကောင်းလွန်းတဲ့အတွက်ကြောင့်မို့ဒီ NAD treatment ယူပြီးတဲ့အခါမှာတော့ချက်ချင်းတိတာသွားတော့ကိုပေါ့ပါသွားရလို့ခံစားရတယ်မျက်နှာလေးကြည်လာတယ်လို့လည်းကိုခံစားရတယ်ပေါ့နော်ဒါချက်ချင်းရလာတဲ့ result ပေါ့ပြီးတော့ဒီကိုရီးယားကျတော့ကိုရီးယားအလောက်ကကျတော့အရန် stress များတဲ့အလုပ်ဖြစ်နေတဲ့အခါမှာညဆိုရင်တောင်းရင်တောင်းတစ်ခါလေးအိတ်မပျော်ဘူးအိတ်တာကြားတယ်ပေါ့နော်ညရေးဆိုလည်းဟိုနေချာအိတ်မပျော်ဘူးမနေ့ဆိုလည်း sorry လို့ဒါပေမဲ့ဒီစိတ်သွင်းပြီးတဲ့အခါမှာဘာထူးခြားသွားတော့ဆိုတော့လူကနေရတာပေါ့ပါသွားတယ်ခဏလေးနဲ့အိတ်ပျော်တယ်နေချာအိတ်ပျော်တယ်မနေ့မိုးလင်းတဲ့အခါမှာလည်းကြီးလင်းနေတယ်ပေါ့နော်ခေါင်းကြီးနေတယ်ဆိုတော့အကျိုးကျေးဇူးကတော့ချက်ချင်းရတယ်ပေါ့ပြီးတော့ဟိုနေရတာလည်းအရန်ကိုပေါ့ပါသွားပြီးတော့ stress တွေဘယ်လောက်ပဲရှိအဲ့ stress ကိုခံနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးခံစားရတာတော့ချက်ချင်းရသွားတဲ့ result ပေါ့ကိုကကြတော့ဒီကိုယ့်ရဲ့လုပ်ငန်းဝင်ရကြ stress များတယ်ဒီကိုကအဲ့လို stress များတဲ့ခါကျတော့ကိုဘာလုပ်သင့်လဲပေါ့ treatment တွေကိုလာပြီး head saw လာမေးတယ်ပေါ့ဟိုကိုကြားဘူးတဲ့ဟာတွေနဲ့လည်းသူတို့မေးကြည့်တဲ့အခါမှာသူတို့တွေကရှင်းပြတယ်ပေါ့နော်ဆရာဝန်တွေဘက်ကဒီ aesthetic ဆရာဝန်တွေဘက်ကဘယ် treatment ကတော့ဘယ်လိုကောင်းတယ်လို့ရှင်းပြတယ်မှာကိုနဲ့အသင့်တော်ဆုံး NAD လေးသွင်းကြည့်ဖို့ဆိုပြီးတော့ recommend ပေးတယ်ပေါ့အဲ့ဒါနဲ့သွင်းဖြစ်သွားတယ်ပေါ့ဘယ်လိုလူတွေညှမေးကြလဲဆိုရင်တော့ကိုရီလိုအသက်တစ်ခုရလာပြီဆိုရင်ကျတော့ဒီ anti aging ကအရန်ရေးပါလာတယ်ပေါ့နော်ဒီလိုကိုယ့်ရဲ့အသက်အရွယ်တန်းလေးတွေကိုယ့်ရဲ့ဒီဟို aging process ကိုထိန်းနေတဲ့လူတွေဆိုရင်တော့ဒါ recommend ပေးခြင်းနဲ့နောက်တစ်ခုကကြတော့ဒီ wedding လုပ်မဲ့ဒီဇနီးမောင်နှံတွေဆိုသူတို့အနေနဲ့ဒီ stress တွေများကြတာပေါ့နော်ပွဲစီစဉ်ရမှာအဲ့လိုမျိုးလူတွေအတွက်ဆိုလည်းသူတို့ stress တွေရောတာပေါ့အဲ့လိုမျိုးပေါ့ကိုကတော့အဲ့နှစ်ခုတော့အဓိကတိုက်တွန်းချင်တာပေါ့ဟစာကဟိုကိုလာတဲ့ခါတိုင်းလဲအများနဲ့စိတ်ကြည်နေရတယ်ကိုသိချင်တာလေးဆိုလဲဟိုစိတ်ရှည်လက်ရှည်ဖြည့်ပေးတယ်တင့်တော်တဲ့ treatment ကိုလည်းညှိုးပေးတဲ့အတွက်ကြောင့်မလို့ဟစာကိုလည်းကျေးဇူးတင်ပါတယ်လို့ဒီတက်မကလည်းပို့ပြီးတော့အောင်မြင်ပါစေလို့ပြောချင်ပါတယ် Uplift your confidence with us. Hexa Aesthetic and Wellness.